မန္တလေးတိုင်းဒေသကြီးပြည်တကွန်မြို့နယ်ချမ်းမြသာယာရမြောက်ဒီသီလရှင်စာသင်တိုက်မှာဗရဏနာယကဆရာကြီးဒေါ်ပညာဝတီဖြစ်ပါတယ်ဒီကျောင်းတိုင်ကြီးကို28ရက်နေ့ပေါ့နော်ဒီမြင်းငလင်းကြီးလှုပ်ခတ်တဲ့အချိန်မှာဆရာကြီးကအနားယူနေတဲ့အချိန်ဖြစ်ပါတယ်တနားရီထိုးရင်ဆရာကြီးတို့ထားပြီးတော့ကမ္မထန်တရားအထုတ်ဖို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့တနားရီမထိုးခင်ပဲဒီမြင်းငလင်းကြီးလှုပ်လာတဲ့အခါကျတော့ဆရာကြီးကကျောင်းကနေကျောင်းတစ်ကျောင်းလုံးတစ်ထပ်လုံးမှာဆရာကြီးတယောက်တည်းပါကလေးတွေကစောင်းပွဲဖြေတာတွေရှိပါတယ်တချို့ကလည်းအစိုးရစောင်းပွဲဖြေသွားတာရှိတာဒီမှာစမ်းစောင်းပွဲဖြေနေတယ်လည်းရှိပါတယ်ရှိတော့ဆရာကြီးကဘုရားတရားအာယုံပြုပြီးတော့နေလိုက်တဲ့အခါပထမမြင်ကလေးကြီးရက်သွားပါတယ်ရက်သွားတဲ့အချိန်မှာဆရာကြီးထားပြီးတော့ဒီပြမဲ့ထွက်လာပြီးဒီဆရာကြီးရဲ့တပည့်တွေအကုန်လုံးပြင်ထွက်ခဲ့ဒီခေပင်အောင်အကုန်လုံးလာခဲ့ကြလို့ဆိုပြီးတော့စုယုံပြီးတော့ထားတာ12မိနစ်လောက်ကြာကြတော့ဆရာကြီးတို့ဒီနေရာနဲ့မလမကန်လေးမှာပဲထိုင်နေတာပါမြေမှုန်လုံးကြီးတွေတက်လာတော့ဘယ်ကတက်ထားမှလည်းမသိဘူးဘာမှလည်းမသိဘူးမိခိုးလားလည်းမြေမှုန်မှလည်းမသိဘူးဆရာကြီးတို့တယောက်မမြင်အောင်လက်လေးတွဲပြီးတော့ဟိုတန်တန်ကြီးပေါ့ဆရာကြီးတို့တက်သွားကြတယ်အဲ့လိုတက်သွားပြီးတဲ့အခါကျတော့ဆရာကြီးတို့ဒီကျောင်းကြီးရဲ့ပြိုတန်းနေဒီဒုံတိုင်းစားချစ်တယ်ပေါ့နော်ထိတ်လန့်မွေတုံလို့ပွဲနားနဲ့လေဆရာကြီးတို့မကြားလိုက်ရအောင်ဒီ18ပေအမြင့်ရှိတဲ့ပေ90 18ပေအမြင့်ရှိတဲ့ဒီကျောင်းတော်ကြီးရဲ့ပထမတစ်ထပ်လုံးမြေကြီးတွေဝင်သွားတာလေမျက်စိနဲ့လေမမြင်လိုက်ရအောင်အတန်တွေပြိုကျပျက်စီးတဲ့အတန်တွေကလည်းနားနဲ့မကြားလိုက်ရအောင်အဲ့တော့ဆရာကြီးတို့ကဖုံလုံးတစ်ခုလေးပဲအာယုံရှိလိုက်တယ်အဲ့တော့ဆရာကြီးတို့ထိတ်လန့်မွဲတုံလှုပ်ပွဲမဖြစ်ခဲ့ပါဘူးဒါတွေကလည်းဆရာကြီးတို့ဒီကျောင်းကြီးကိုတိဆောက်တဲ့အခါမှာမန္တလေးမြို့သူမြို့သားတွေရဲ့လစဉ်လှူတဲ့အလှူငွေတွေနဲ့နှစ်ပေါင်း20လောက်ကျူးကျော်စားတိဆောက်ထားတဲ့ကျောင်းကြီးဖြစ်တယ်ဆရာကြီးတို့ကတော့ဝိထုငွေကတော့အများကြီးမပါဘူးဒါပေမဲ့ဆရာကြီးတို့ကာယကံဝစီကံမနောကံတွေအများကြီးနဲ့ပေါ့နော်စရဏတွေအများကြီးလှုပ်ပြီးတော့မှတိဆောက်ထားတဲ့ကျောင်းကြီးပေါ့နော်အဲ့ဒီကျောင်းကြီးကိုလှူဒန်းတဲ့ကုသိုလ်စိတ်တုပ်ပတ်ကြောင့်ဆရာကြီးတို့ကြောက်ရွံ့ပွဲထိတ်လန့်ပွဲတုံလှုပ်ပွဲမဖြစ်ဘူးလို့သိစိတ်ကြပါလေပြီးတော့ဆရာကြီးတို့အဲ့ဒီမှာဖုံလုံးကြီးငြိမ်သွားတဲ့အခါကျောင်းကြီးလန့်ကြည့်တော့ကလေးတွေပြောတယ်ဟေးတို့ကျောင်းကြီးကတထက်ကြီးကဘယ်ရောက်သွားတော့မို့အဲ့ကြတော့မှနောက်ဒီဘက်ကိုဒီအပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါမှာအော်တို့ကျောင်းကြီးကတထက်လုံးအောက်ကျသွားတာပဲလို့အဲ့ဒါလိုမျိုးကြီးဆရာကြီးတို့သိပါတယ်နှစ်ပေါင်း20လုံးထာဝရလှူထားတဲ့အလှရှင်တွေကိုမေတ္တာရက်ခညနာတော့ဆရာကြီးတို့စရဏအားကြောင့်အားနည်းမှုကြောင့်များဒီလိုများဖြစ်သွားတာလားလို့အဲ့ဒါလေးတော့တောင်းပန်နေတယ်တတ်နိုင်တဲ့လောက်တော့ဆရာကြီးတို့အများကြီးပါဒီဒါကြီးကတဘာဝဘေးကြီးဆိုတော့ဆရာကြီးတို့မတတ်နိုင်လို့ပါလို့တတ်နိုင်တဲ့အနေထားအနေနဲ့ဆရာကြီးတို့ဒီကျောင်းကြီးကိုသီလရှင်သာသနာအတွက်ပေါ့နော်သီလရှင်ဆိုတဲ့နာမည်လေးဆရာကြီးတို့နဲ့ဆိုင်ရင်ဒီကျောင်းကြီးဟာသီလရှင်အမည်နဲ့ကြံခဲ့မယ်ဆရာကြီးတို့ထင်တယ်ပေါ့နော်ဒါပေမဲ့အခုတော့ဆရာကြီး98နှစ်ရှိပြီမဲ့ဒီကျောင်းကြီးကမခိုင်မြဲပါဘူးနော်အဲ့တော့ဆရာကြီးတို့သင်္ခါရသဘောတရားလေးဆင်ញင်ပါတယ်ဆရာကြီးတို့ဒီကြောက်ရွံ့မှုထွေးလောက်မှုမရှိတဲ့အတွက်ဆရာကြီးတို့စိတ်သောကတွေမရောက်ပါဘူးအဲ့ဒါလည်းဘုရားတရားတန်ခါရတနာသုံးပါဆရာမိဘတွေရဲ့ဂုဏ်ကျေးဇူးတွေနဲ့ဆရာကြီးတို့သာသနာတော်မှာပေါ့နော်ဒီလိုနေနိုင်ထိုင်နိုင်ခြင်းဖြစ်ပါတယ်အဲ့တော့လှူဒန်းတဲ့တရားဓမ္မတွေကိုလည်းကျေးဇူးတင်ပါတယ်အခုဆရာကြီးကသီလရှင်သာသနာအတွက်အခြားသောအရာဝတ္ထုတွေတဲ့ဒီမဟာဝတိဇေယျတော်ကြီးဆရာကြီးအမခန်းတိဆောက်ထားတဲ့ဘုရားကန်းကြီးပေါ့နော်ပေ45ပေရှိတဲ့ဘုရားကန်းကြီးကိုတော့ဆရာကြီးကပေါ့နော်သတော်ကိုမပြည့်စည်စေချင်ဘူးပေါ့ဒါပေမဲ့ပြည့်စည်သွားပြီဒါပေမဲ့အဟောင်းနေကုံဆုံးရင်တော့အသစ်တွေရောက်လာမှာပဲလို့ဒီလိုပဲအောင်းမိပါတယ်ဆရာကြီးတို့ဒီဘဝဒီခန္ဓာနဲ့ချမ်းသာတာဒီဆရာကြီးပြုတဲ့ဇေယျတော်တွေပေါ့နော်ပဂတိအတိုင်းလေးပြန်ဖြစ်အောင်ကုညီပူဇော်မဲ့တကားတွေဆရာကြီးဒါလေးတော့လိုအပ်ပါတယ်ဆရာကြီးကပေါ့နော်ဒီ14ခန်းကျန်တဲ့ကျောင်းဆောင်သုံးတက်ကြီးကိုတော့ဇေယျတော်ကြီးလည်းရှိတယ်ဖျားဆောင်ကြီးလည်းရှိတယ်ပြီးတော့ကြတော့ဒီတိုင်းချင်းပဂတိလို့ထင်ရပေမဲ့သူကနည်းနည်းရိုင်းနေပြီ
ရိုင်းနေတော့မနေ့ကညနေရလေးလာကြည့်တော့ဆရာကြီးဒီဖျားเจ้าကြီးကိုလည်းဖြိုပြက်ပြရမှာအဲ့ကြတော့ဆရာကြီးရဲ့เจ้าမောကဖျားတွေပေါ့နော်စောစီပင့်ပြီးတော့တနေရာမှာကိုးကွယ်ထားမှဖြစ်မှာလို့ပြောတော့ဆရာကြီးအခုကရိန်းမြင့်လိုပါတယ်အဲ့ဘောကဖျားတွေကလည်းဒီစိတ်မိုးတို့အဖွဲ့ဆိုရင်မတမှန်သိပါတယ်အဲ့တော့အဲ့ဒီဖျားအထူးသဖြင့်အခုအရေးတကြီးကတော့ဆရာကြီးကအဲ့ဖျားတွေကိုဒီမြေပြင်မောင်ပေါ့ခိတ္တသတင်းသုံးဖို့ပြင်ညင်တယ်နော်ပြီးတော့ကြတော့ကျွန်းဖျားကြီးကလည်းငါးပေပတ်လည်းရှိတယ်သူကပလင်းရ3ပေညံတော့9ပေ12ပေရှိတာအဲ့ဒါ0ကြီးအထက်ထပ်မှာရှိတာအဲ့ဒီဖျားကြီးကိုလည်းပြန်ပြင်ညင်တာအဲ့ဒါလေးတွေပေါ့နော်ဒါလေးတွေကိုပညာနိုင်မြတ်သူရှိရင်ဒါလေးကိုဆရာကြီးကကူညီစေခြင်းတယ်ဒီเจ้าကြီးကတော့အများနဲ့ပဲဝိုင်းဆောက်လုံးမှပြည်စီအောင်မြင်ပါပါဆရာကြီးတို့ကငယ်အသက်ငယ်ဒီเจ้าကြီးတွေစေရောကိုရောလှုပ်ပြီးတော့ပေါ့နော်အင်္ဂလိပ်အစားကိုတိုင်းသဲရကြောက်ကစားကိုတိုင်းသဲပြီးလှုပ်ခဲ့တာအခုတော့ဒါကြီးကအိတ်ခက်ကစက်ရန်နေရတယ်လည်းမရှိဘူးလေကိုကခေါင်းလေးနဲ့ရွယ်လောင်းနေရတာဒီလောက်လှုပ်ခဲ့တာဘာအတွက်လှုပ်တာလဲဆိုတော့ဘုရားရှင်ဘေကုဏီသာသနာတော်ကြီးပြည့်စည်သွားတဲ့အခါမှာဆရာကြီးတို့ရဲ့သီလရှင်သာသနာကဆရာတော်တွေတန်ဃာတော်တွေပေးထားတဲ့သာသနာပါဒီသာသနာတော်ကြီးပါပြည့်စည်သွားမယ်ဆိုရင်ရုပ်ဝတ္ထုတွေပြည့်စည်တွေကတော့တော်တော်လေးခိုင်မအောင်တော်ဆောက်ထားတာခိုင်မမယ်လို့ဆရာကြီးမျှော်လင့်တယ်ပေါ့နော်ဒါပေမဲ့သူကဆရာကြီးတဲ့အရင်စောပြီးတော့ပြည့်စည်သွားပြီနော်ဒါပေမဲ့ဆရာကြီးရဲ့သီလရှင်သာသနာအတွက်ဒီလိုကျောင်းဆောင်ကြီးတစ်ဆောင်တော့ဖြစ်စေချင်ပါတယ်အဲ့ဒါလေးကိုလည်းနိုင်တဲ့ဝင်လေးတွေနဲ့ပေါ့နော်ကုညီဆောင်ရွက်ပြီးတော့ပူဇော်ကြဖို့သာသနာပူဇော်ကြဖို့ပါဆရာကြီးမဟုတ်ပါဘူးသာသနာပူဇော်ကြဖို့တော့အဲ့ဒါလေးတော့တိုက်တွန်းညင်ပါတယ်နိုင်ငံတကာပညာရှင်တွေလည်းဆရာကြီးတို့ကိုလာရောက်ပြီးကုညီပါလို့ဖိတ်ခေါ်ပါတယ်သာသနာကဘာနေလာထွန်းပါစေတိုင်းပြည်မြို့ရွာသာသနာထိန်ဝေဖြာလို့လင်းပါစေတို့တိုင်းပြည်ရွာလူများစွာကြည်သာအေးမြရှိပါစေကဘာပေါ်မှာလူများစွာကြည်သာအေးမြရှိပါစေမိဘဆရာမြတ်တန်ကကြည်သာအေးမြရှိပါစေနတ်ပေါင်းဝိစာမြတ်တတကြည်သာအေးမြရှိပါစေဘုရားတကူဝေလျံဖြိုးကဘာမြေမိုးအေးပါစေဓမ္မတကူဝေလျံဖြိုးကဘာမြေမိုးအေးပါစေသံဃာတကူဝေလျံဖြိုးကဘာမြေမိုးအေးပါစေသူတော်ကောင်းတရားမြတ်လွမ်းပတ်ကဘာတည်ပါစေဘုရားမေတ္တာစေတနာပြေရွာကဘာနှံ့ရောက်ပါစေစွာသာသနာကဘာနေလာထွန်းပါစေတိုင်းပြည်မြို့ရွာသာသနာထိန်ဝေဖြာလို့လင်းပါစေတို့တိုင်းပြည်ရွာလူများစွာကြည်သာအေးမြရှိပါစေကဘာပေါ်မှာလူများစွာကြည်သာအေးမြရှိပါစေ
စာများတတ်တာကြည်သာအေးများရှိပါစေဘုရားတကူဝေလံဖြိုးကဘာမြေမိုးအေးပါစေဓမ္မတကူဝေလံဖြိုးကဘာမြေမိုးအေးပါစေသံဃာတကူဝေလံဖြိုးကဘာမြေမိုးအေးပါစေသူတော်ကောင်းကတရားမြတ်လွမ်းပကဘာတီပါစေဘုဒ္ဓမေတ္တာစေတနာပြေရွာကဘာနာရောက်ပါစေ